ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ best damage များတဲ့ matchman တွေက hero တစ်ကောင်ဖြစ်တဲ့ Brody ကိုဘယ်လိုဆောင်းရမလဲဆိုတာပြောပြပေးတော့မှာပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော် spare အကြောင်းလေးတွေကိုအရင်ရှင်းပြပါမယ်ကဲစလိုက်အောင်ဗျာ Brody ရဲ့ passive ကတော့ enemy သုံးမဟုတ် minion တွေကို basic attack နဲ့ပြင်ရင်အမှတ်လေးတစ်ခုရမယ်အဲ့ဒီအမှတ်လေးတစ်ခုစီတိုးသွားတိုင်း base damage ကို5ရာခိုင်နှုန်းတိုးပေးသွားမယ် movement speed ကိုလည်း5ရာခိုင်နှုန်းတိုးပေးသွားမယ်ဘရိုတို့က14ခုရှိနေတဲ့ enemy ကိုပြည့်ရင် damage လည်းပိုထိမယ် movement speed လည်းများရမယ် stat ကတော့4ခုအထိစုလို့ရမှာပဲဖြစ်ပါတယ် skill 1 Abyssal Impact skill 1ကတော့ခြေလက်တဲ့နေရာကို weight တစ်ခုပြစ်လိုက်မယ်ပြစ်လိုက်လို့ enemy ကိုထိသွားရင် enemy ရဲ့ movement speed 30% ကို 1.2 second ကြာ short ချပေးမယ်နောက်ပြီးတော့ Abyssal Map တစ်ခုရမယ် skill 1ကထပ်ဆင့်လည်းတက်ရောက်နိုင်တယ်ဥပမာ enemy ၄ကောင်တန်းနေတယ်ဆိုရင်နောက်ဆုံးကောင်က force stat တစ်ခါတည်းတန်းပြေးသွားမှာပါဒီလိုမျိုး minion လေးနဲ့လည်းထပ်ဆင့်ကူနိုင်ပါတယ် scale 2သုံးလိုက်ရင် enemy ကို 0.8 second ကြာ stun စေမယ်နောက်ပြီးကိုယ့်ရဲ့ joystick ဥတီရဘက်ကိုခုန်ထွက်သွားမယ်အဲ့လိုခုန်ပြီးသွားရင် movement speed 45% ကို 1.2 second ကြာရမယ် Abyssal Map တစ်ခုလည်းရအောင်မှာဖြစ်ပါတယ်ultimate ကိုအမှတ်တစ်ခုမှမရှိတဲ့ enemy ကိုသုံးလိုက်ရင်တစ်ချက်ပဲပြစ်မယ် stat တစ်ခုရှိရင်နှစ်ချက်ပြစ်မယ် stat ၄ခုရှိရင်တော့၅ချက်ပြစ်မှာပဲဖြစ်ပါတယ်အဲ့လိုပြစ်လိုက်ရင် enemy မှာရှိနေတဲ့အမှတ်တွေရော့သွားပြီးအမှတ်တစ်ခုရော့တိုင်း damage ကပိုထိသွားမှာပါပြီးတော့သူ့ရဲ့ ultimate က range extreme မှာရှိတဲ့သူတွေအကုန်လုံးပြစ်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ item နဲ့ emblem အကြောင်းတွေဆက်သွားလိုက်ရအောင်ဗျာပထမဆုံး first item ကတော့ Blade of Heptasy သူရဲ့ unit passive ကတော့ enemy စီကနေ5 second အတွင်း damage မပေးခင်ရရင်သူရဲ့နောက်လာမဲ့ basic attack ကို damage တိုးပေးမယ်ပြီးတော့ enemy ကိုလည်း movement speed နေစေမှာဖြစ်ပါတယ် boost ကိုတော့ brother တို့အဆင်ပြေတာဆက်လို့ရပါတယ် Maleficent ကတော့ attack speed 20% လဲပါမယ်ပြီးတော့သူရဲ့ unit passive က physical penetration လဲရမယ် basic attack range ကိုလည်းတိုးပေးမယ်နောက်တစ်ခုကတော့ Rose Gold ဒီ Rose Gold ကို first item လဲသွားလို့ရပါတယ် Sea Habit ကတော့ brother တို့တရဲ့အတိုင်းတွေးတက်များတဲ့ hero တွေပါရင်ထည့်ဖို့အတွက်ပါနောက်ဆုံးတစ်ခုကတော့ Wind of Nature ထည့်ခြင်းလဲထည့်လို့ရတယ်ဒီ Immortal ကိုသွားခြင်းလဲသွားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ emblem အကြောင်းဆက်သွားလိုက်ရအောင် emblem ကိုတော့ကျွန်တော် Ascension emblem နဲ့ဆော့ပါတယ်ပထမတန်းလိုင်းကတော့ adaptive penetration ပါတဲ့ raptureဒုတိယတန်းတိုင်းကတော့ HP 50ရာခိုင်နှုန်းအောက်ရောက်ရင် enemy damage ကို9ရာခိုင်နှုန်း short ပေးမယ် tenacity နောက်ဆုံးတစ်ခုကတော့ HP regen နဲ့ movement speed ပါတဲ့ quantum chat ဒါဆိုရင်ကျွန်တော်တို့ gameplay လေးစလိုက်ရအောင်ဗျာ Brody ရဲ့ first item ကိုတော့ကျွန်တော် Blade of Heptasy ရင်သွားပါမယ် Brody ရဲ့ basic attack range ကလည်းကျင်းတယ်ပြီးတော့သူ့ရဲ့ basic attack ကလက်အားစုပြီးပြရတာနည်းနည်းကြာတာကြောင့်မို့ scale 1နဲ့ပဲ minion တွေကိုချိန်စားပါပြီးတော့ skill 1နဲ့ enemy ကို stat များထိအောင်လုပ်ပြီးတော့ damage ပေးပါနှစ်ယောက်တစ်ယောက် lane ကိုထိန်းနေရတဲ့အတွက်ကျွန်တော်ကတော့ tower အပြင်ကိုလုံးဝထွက်လို့မရသေးပါဘူးဟိုဘက်က Leslie ကလည်းသူ့ရဲ့ best damage နဲ့ကျွန်တော်ပြင်းနေတာကျွန်တော်တွေးလေးရတော့နည်းနည်းတော့ကိုင်းနေပြီကျွန်တော်မှာ region လည်းရှိသေးတာဆိုတော့အိမ်ပြန်လို့တော့မလိုသေးဘူးနောက်ပြီး skill 1ကို minion တွေနဲ့ပေါင်းပြီး enemy ကို stat များထိအောင်လုပ်ပါနောက်ပိုင်း AD ပွင့်လာရင်လည်း enemy မှာ stat 4ခုပြည့်နေတယ်ဆိုရင်တစ်ဖက် enemy ကတေးဖို့များပါတယ်စိတ်မရှိတဲ့ပတန်းကတော့ scale 2 flicker ချော်သုံးလို့ scale 2နဲ့ stand ထားလိုက်တာတည်သွားပါပြီကျွန်တော်တို့ခြုံထဲမှာရှိတာကိုတည်သွားတဲ့ပတန်းကတော့အမှ scale 2သုံးပြီးတော့ LD နဲ့ပိတ်ထိုးကျွန်တော်ကတော့အမှ flicker ကိုမနေ့ပြန်နှိပ်ပြီးတော့ region လေးပြန်ဖြည့်တော့သူကတော့ဘာမှမရှိဘဲနဲ့ tower ထဲဝင်လာဆိုတော့ Franco ကလည်း LD ရိုက်တာဆိုတော့တည်ပေါ့ stand ကလည်း၄ခုပြည့်သွားပြီဆိုတော့ဟိုမှာ Leslie ကလည်းအတင်းဝင်လာတာဆိုတော့ကစားနာရဲ့ level 2နဲ့ move သွားပြီးတော့တည်သွားပါပြီဒါပေမဲ့လည်းကျွန်တော်ကတော့မလွတ်တော့ပါဘူး။ Roger ကြီးကဝင်လာတာဆိုတော့တည်သွားပါပြီ။ဒါပေမဲ့လည်းတန်ပါတယ် Hero King နှစ်ကောင်ရသွားတာဆိုတော့ကျွန်တော်တော့နည်းနည်းအဆင်ပြေသွားပြီ။ဟိုဘက်က damage အရင်များရင်ကျွန်တော်လိုမျိုးဒီလို Rose Gold အသေးလေးကိုအရင်သွားထားခြင်းလည်းရပါတယ်။ပဒန်းကလည်းသူ့ကိုခဏနေ Franco ရိုက်ထားလို့လားမသိဘူး personally အိမ်နာဒါပေမဲ့လည်း Franco ကတော့မတည်သွားဘူး။ခဏနေက brand က scale 2သုံးထားတာဆိုတော့ကျွန်တော်သူ့မှာ scale 2မရှိဘူးဆိုတာသိလို့အရှိကိုတိုးပြီးတော့ scale 1နဲ့ stat စုလိုက်တာ Leslie ကတော့ရှော့သွားပြီဒီလိုနဲ့လည်းကိုခရစ်စားနေတော့အလယ်လမ်းမှာဘတ်တယ်ဖြစ်နေရမို့လို့ Hero King လေးသွားပြီးတော့လိုက်ကောက်စားလိုက်အောင်နော် Roger ကိုမမီရောလို့ Flicker သုံးပြီးတော့ပဲတတ်လိုက်ရပါတယ်
ဒါဆိုရင်ကျွန်တော်တို့အလဲလင်းကို push လို့ရသွားပြီအလဲလင်းကိုရသလောက် push ပါဘာလို့လဲဆိုတော့ကျွန်တော်တို့အလဲလင်းရရင်သူ့ရဲ့ jungle တွေကိုလုံးဝဝင်နှောက်လို့ရပါပြီပြိုင်ပွဲတွေမှာဘာလို့အလဲလင်းကိုအသေးအတန်ကနေရလဲဆိုရင်သူတို့ jungle ကိုမနှောက်ရှက်စေချင်လို့ပါအလဲလင်းရသွားရင် enemy ရဲ့ blue back ကိုလည်းနှောက်လို့ရပြီဒီ red back ကိုလည်းနှောက်လို့ရပြီဒါဆိုရင်ကျွန်တော်တို့ enemy back ကိုလုံးဝ jungle အနောက်နဲ့လုံးဝဖိဆော့လို့ရပြီဒါဆိုရင်နိုင်ဖို့ဆိုတာလုံးဝတေချာတော့ပါပြီကျွန်တော်ကတော့လိန်ကိုရတဲ့လောက် push တယ်ဒီမှာဆိုရင် Leslie ကသူခြုံထဲမှာရှိတာကိုမသိဘူးထင်တာဒါပေမဲ့ကျွန်တော်ကတော့သိတယ်ပြီးတော့သူကဒီ crew ရဲ့နောက်မှာအရန်နေရကြဒါဆိုရင်ကျွန်တော်က step များများရပြီးတော့သူ့ easy လေးတက်လို့ရတယ် body ဆော့ရင် scale 1ကိုဟိုဘက်က minion နေနဲ့ပေါင်းပြီးတော့ enemy ကို step များများရအောင်ဒါလုပ်ပါကျွန်တော်အောက်လင်းလဲရသွားပြီဆိုတော့ကျွန်တော်တတ်တဲ့ပတ်တဲ့တွား join မယ်ဟိုဘက်က Roger ကတော့တတ်တဲ့လုပ်ချင်တာဒါပေမဲ့သူကတော့အသေးအတန်ပြေးနေရတယ်ကျွန်တော်မှလည်းအဲ့ဒီလက်ရှိတာဆိုတော့သူမလွတ်တော့ဘူး AC လေးတက်လို့ရပါပြီအဲ့လိုလဲကြီးသွားပြီတာတယ်လဲရတာတေချာသွားပြီဆိုတော့ကျွန်တော်အောက်လင်းကိုပြန်ပြီးတော့လင်းသွားပြီးတော့ပြန် push မယ်အပေါ်လင်းမှာကြံခဲ့တဲ့အရန်ချခြင်းနေတဲ့ကစားနာနဲ့ fan ကိုကတော့ပတန်းထိုးတာခံရပြီးတော့နှကောင်လုံးရှော့သွားပါပြီအောက်လန်းကကိုခရက်လေးစားတယ်ပြီးတော့လင်းရှင်းတယ်အပေါ်ပြန်တက်မယ်လို့တဲ့အချိန်မှာပဲပတန်းချုံထဲမှာရှိနေအောင်မသိခဲ့ဘူးဒါပေမဲ့ကျွန်တော်မှာ skill 2ရှိနေတာဖြစ်တဲ့ drag skill 2လေးနဲ့အသာလေးပြန်ထွက်ပြီးတော့ stat လေးပြီးပြေးသွားတော့ AD တောင်းလိုက်တာတခါလေးတန်းလျှောသွားပြီ Leslie က AD ပြန်ချိန်တာနဲ့ကျွန်တော်လည်း Philip ကသုံးပြီးတော့ skill 2လေးနဲ့ပြန်ထောက်လိုက်တာတေသွားပြီအလူကက်ကလည်းရောက်လာတာဆိုတော့ကျွန်တော်တော်တော်ကန်ကောင်းသွားတယ်ဒီလိုနဲ့ပဲ10မိနစ်ကလည်းမပြည့်သေးဘူးဆိုတော့ lock ကလည်းမထွက်သေးဘူးဒါကြောင့်မလို့ကျွန်တော်တို့ fan မယ်ရတဲ့လောက် lane လေးတွေ push မယ်နောက်ပြီးတော့ cree နောက်မှာမတရက်နေရ Roger လေးကိုလည်းအဆုံးတက်ပေးလိုက်တယ်အလူကက်ကလည်းဝင်ခဲ့တာဆိုတော့ damage ကတော်တော်လောက်သွားတယ်ဒါဆိုရင်ကျွန်တော်တို့အပေါ်လင်းက second tower ကိုလည်းရသွားပြီကျွန်တော်တို့ lock ဆောင်ပြီးတော့ lock နဲ့ပဲ mega tower ကြီးယူဖို့ပဲကြံတော့တယ်ဒါဆိုရင်ကျွန်တော်တို့ lock လည်းကေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ high ground တက်မယ်ဒီမှာ alpha က level 10ပဲရှိသေးတာကိုသူ့ရဲ့ basic ကတော်တော်နာတယ်ဗျကျွန်တော်တို့ silver ကသုံးပြီးတော့ကိုထွက်ပြေးခဲ့ရတယ် lock ကလည်းအပေါ်လန်းကလာတာဆိုတော့ကျွန်တော်တို့အပေါ်လန်း mega ကိုရအောင်ယူမှရမယ် lock ရိုက်တဲ့တန်းနဲ့ဆိုတော့ mega tower ရောက်ဖို့ကတော့လည်းတေချာသွားပြီပွဲကိုကျွန်တော်တို့မြင်မြန်အံ့မှပဲရမယ်ဟိုဘက်ကပတန်းလဲပါတယ် Leslie ကနောက်ပိုင်း damage ထွက်လာရင်ကျွန်တော်တို့နည်းနည်းအခက်တွေ့မယ်ဗျအပေါ်လိမ့်မန်ကရပြီဆိုတော့ကျွန်တော်အလဲလိမ့်ကိုထပ်ပြီးတော့ push မယ်ဒါပေမဲ့ပတန်းကရောက်လာတာဆိုတော့ကျွန်တော်တို့ push လို့မရတော့ဘူးဒီမှာ Roger လည်းဝင်ခဲ့တာဆိုတော့ဒီကောင်ကိုလည်းကျွန်တော်ပြန်တက်နေရတယ်ကျွန်တော်တို့ပြန်တက်လိုက်ရတယ်ဒီကောင်လေးကိုအောက်လင်းကိုလည်း lane pressure ပေးအလဲလင်းကိုလည်း lane pressure ပေးဆိုတော့ဒီကောင်လေးလုံးဝမခံနိုင်တော့ဘူးကျွန်တော်တို့ဒီလိုနဲ့ပဲအလဲလင်းကိုလည်းရသွားပြီဒါဆိုရင်ကျွန်တော်တို့ lock ကေးပြီးတော့ high ground တက်ဖို့ပဲကြံတော့တယ် lock ကေးပြီး AC တက်ရင်နိုင်နေတဲ့ဟာကိုကိုဘက်ကကောင်တွေကအရန်ကိုချကျင်နေတယ်ကျွန်တော်ကလည်းပြည့်ရင်းပတ်ရင်းနဲ့လုံနေရတာပဒန်းလေးတစ်ကောင်တော့ကျွန်တော်ရခဲ့တယ်ကျွန်တော်တို့ lock လဲကေးပြီးတော့ပြီဒါပေမဲ့ကျွန်တော်က lane 3 lane တက်ချင်တာမို့လို့အောက် lane ကိုရှင်းနေလိုက်တာ lock ကအလဲ lane မှာပဲဖြတ်ပြီးတော့ရှင်းကန်လိုက်ရတယ်ကျွန်တော်တို့ဘက်ကလည်း high ground တက်မဲ့ hero ကမပါဘူးကျွန်တော်တို့ high ground လည်းတက်လို့မရဘူးဆိုတော့ကျွန်တော် lock လေးပေါ်တာကိုပြန်ဆောင်းလိုက်တယ်ပြီးတော့ lock ကေးပြီးတော့ကျွန်တော်တို့တစ်ခါပြန်တက်မယ် lock ကေးပြီးတော့ AC high ground တက်လို့ရတာကိုကျွန်တော်တို့ဘက်ကရင်ရတော့ဖြတ်သေးသွားပါတယ်ကျွန်တော်တို့ကတော့4ယောက်5ယောက် high ground တက်ရတော့မှာပဲအစားကလေးကအန်လို့မရပါဘူးဆိုနေမှရင်ကအဲ့လိုကြီးသေးတော့ကျွန်တော်တို့ကဘလို့ကတက်လို့မရတော့ဘူးမိနစ်ကလည်း16မိနစ်ရောက်နေပြီကျွန်တော်တို့နည်းနည်းအခုထိလုံးဝအံ့လို့မရသေးဘူးဟိုဘက်က damage တဖြည်းဖြည်းချင်းထွက်လာပြီဒီမှာဆိုရင်ကျွန်တော် Roger AD 3မလို့လောက်တာပဒန်းက stand လာတယ်ဆိုတော့ကျွန်တော် AD မသုံးလိုက်ရဘူးဟောကလည်းတေတော့မှဆိုတော့ဒီတစ်ခေါက်လည်း high ground တက်လို့မရပြန်ဘူးနောက်လော့ကိုစောင့်ပြီးမှပဲကျွန်တော်တို့ high ground ပြန်တက်မယ်နောက်လော့ဆိုရင်ကျွန်တော်တို့ lock ကတော်တော်လေးမာသွားပြီဗျာဒါဆိုရင်ကျွန်တော်တို့ mega 3လေးရလဲရထားတာဆိုတော့ကျွန်တော်တို့နိုင်ဖို့တော့နည်းနည်းတေချာနေပြီလော့ရရင်တော့ကျွန်တော်တို့နိုင်ဖို့တေချာသွားပါပြီကဲဒါဆိုရင်ကျွန်တော်တို့လော့လဲရသွားပြီကျွန်တော်တို့9ယောက် high ground တက်ဖို့ပဲကြံတော့တယ်ကျွန်တော်တို့ဘက်ကအကောင့်တွေမသေးဖို့ပဲမျှော်လင့်ပါတယ်ကျွန်တော်တို့ဘက်က mega 3လေးရလဲရထားတာဆိုတော့ဒီကောင်တွေကို3လေးလုံးပြုံတက်ရင်နိုင်ဖို့တော့တေချာပါတယ်တော့ကလည်းအလဲလင်းရတက်လာပြီကျွန်တော်တို့3လေးလုံးတက်တာဆိုတော့ဟိုဘက်ကလုံးဝမခံတော့မှာမဟုတ်ဘူးဒီမှာကျွန်တော်ကလည်းမားသွားတယ် Roger ကိုတစ်ချက် scale 2နဲ့တောက်လိုက်တာ Leslie ကလည်းတော်တော် damage ထွက်နေတော့သေသွားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ loss ကအရန်မာနေတာဆိုတော့ loss ရိုက်တာနဲ့ပဲကျွန်တော်တို့ပွဲပြီးသွားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်